ဒီနေ့မှာတော့ဇူရိုရဲ့ဒူဘိုင်းက customer တယောက်ကနေပြီးတော့သူ့ရဲ့မိခင်အတွက်ရေခဲတစ်တာ surprise ပို့ထားတဲ့အတွက်ကြောင့်မလို့ညီမတို့ကအိမ်နိုင်ရပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ရှင်ရေခဲတစ်တာအပြင်မှာ customer လေးရဲ့စိတ်တိုင်းကြအတိုင်းတတိချင်းရဲ့နောက်ပြီးတော့မုတ်ပုံလေးရဲ့ငွေသား3သိန်းရဲ့ကိုညီမတို့ကတွားရောက်ပေးရမှာပဲဖြစ်ပါတယ်ရှင် customer လေးရဲ့မိခင်ကဘယ်လောက်ထိအတိုင်းတာထိပေါ့နော်ညီမတို့ရင်ခုန်စိတ်လှုပ်ရှားပြီးတော့ဘယ်လောက်ထိပျော်ရွှင်ရမလဲဆိုတာကိုညီမတို့နဲ့အတူတူဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်နော်အနီလေးမှာတာသမီ3ယောက်ရှိရဲဆိုဟုတ်ဟိုနိုင်ငံခြားတွေပဲအကုန်ရောက်နေရလားအနီလေးဟုတ်တယ်ဟုတ်တယ်ဘယ်သူပေးရလို့ထင်လဲအခုကဘယ်သူပေးလဲဆိုတော့သမီးက3ယောက်စလုံးဆိုတော့ဘယ်သူပဲလို့တောင်းမှမမျှော်လင့်တော့ဘူးမသိပေးမယ်ဆိုတော့တည်လားအနီလေးပေးမယ်ဆိုတော့မသိဘူးသမီးကတော့မနေ့ကတော့ဖုန်းဆက်ထားတဲ့သမီးတငယ်ချင်းတွေလာလိမ့်မယ်တဲ့အော်မငိုပါနဲ့အနီလေးရဲ့ဟုတ်တယ်တာသမီ3ယောက်ထဲမှာလေအငယ်ဆုံးဖြစ်တဲ့ဒူဘိုင်းကအမလက်ဆောင်ပေးခဲ့လိုက်တာသမီးတငယ်ချင်းတွေလာလိမ့်မယ်တဲ့မမေကိုလက်ဆောင်မေဖျားကိုလိုက်ပို့ပါတဲ့အဲ့လိုပဲပြောထားတယ်ဟုတ်ဒီမှာကျတော့အနီလေးလက်ခံပေးပါဦးငွေသား3သိန်းပေါ့နော်အားလေးဟိုသမီးလေးကတိတက်တဲ့ပုံစံပေါ့နော်လက်ဆောင်လေးထည့်ပေးလိုက်တာနောက်ပြီးလို့ရှိရင်ရှိသေးတယ်အနီလေးဒါတွေပဲမဟုတ်ဘူးသမီးတို့ကလက်ဆောင်ထပ်ပါသေးတယ်ဘာရှိတယ်ဘာထင်လဲအနီလေးသိတာအိမ်မှာအချွေတွေဘာတွေတောက်တက်လားအနီလေးဟုတ်ရေခဲတစ်တာလက်ဆောင်ထည့်ပေးလိုက်တယ်နော်အဲ့ဆိုရေခဲတစ်တာလေးပြီးပါနောက်ပြီးတော့သမီးတို့ရေခဲတစ်တာလေးတွားယူနေတဲ့အချိန်မှာပေါ့နော်အမှားစားလေးပါလိုက်တယ်အားလေးသမီးဖတ်ပြပေးမယ်ပေါ့နော်ပျော်ရွှင်စရာသတင်းကျွတ်ပါမမေတဲ့အသက်ရှည်ကျန်းမာပါစေမမေလက်ဆောင်တွေနဲ့အတူတဲ့ဝမ်းသာမယ်လို့မျှော်လင့်ပါတယ်တဲ့အနားမှာရှိနေမပေးနိုင်တဲ့အတွက်လည်းတောင်းပန်ပါတယ်မမေတဲ့မိမိအပေါ်မှာတဲ့သမီးတို့မောင်နှမတွေပေါ့နော်ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြစ်ပြမမိခဲ့သည်ရှင်လည်းခွင့်လို့ပေးပါမမေတဲ့အခုချိန်မှာပေါ့နော်ဖေဖေကိုလည်းရှိစေခြင်းနဲ့ဖေဖေကိုလည်းအယမ်းလွမ်းနေမမေတဲ့ဖေဖေမမေရဲ့ဆုံးမမှုအောက်မှာကြီးပြင်းလာတဲ့သမီးတို့အတွက်တော့တန်ဖိုးအရှိဆုံးကတော့မမေပါပဲတဲ့ဘဝဆက်တိုင်းလည်းဖေဖေနဲ့မမေရဲ့သမီးလေးတွေပဲဖြစ်စေခြင်းပါတယ်တဲ့ဖေဖေမရှိတော့ပေမဲ့ပေါ့နော်ရှိနေသေးတယ်မမေကိုအဖေရောအမေရောဂယူးဆိုင်သွားပါအဖေရောအမေရောလိုပါပေါ့နော်ညီမတို့ဂယူးဆိုင်သွားပေးပါမယ်တဲ့မမေလိုချင်တာမှန်သမျှရအောင်ဖြည့်ဆည်းပေးနိုင်အောင်လို့တပီတို့မောင်နှမတွေစူးစမ်းနေပါတယ်တဲ့မမေဘက်ကလည်းကျမ်းမာရေးကိုဂယူးဆိုင်ပေးပါမမေအနားမှာပြန်လာနိုင်အောင်လဲစူးစမ်းနေပါတယ်တဲ့ပြန်လာတဲ့တနေ့မမေနားကနေပြီးတော့ဘယ်တော့မှထွက်မသွားတော့ပါဘူးတဲ့အခုတမီးကဗီဒီယိုလေးရိုက်ထားတဲ့အနေဗီဒီယိုလေးကိုတမီးတို့ line ပေါ်မှာပြန်တင်ပါပေါ့နော်အနီရောတမီးလေးကိုဗာပြောချင်နေတယ်မသိဘူးဒီချမ်းမချမ်းသာပါစေလို့အားလုံးလူရဆန္ဒလေးပြည့်ပြီးတော့မေကိုတည်တဲ့သားလေးသမီးကောင်းလေးတွေအားလုံးချမ်းချမ်းမာမာနဲ့ချမ်းချမ်းသာသာနဲ့အားလုံးနေကြပါစေလို့နော်မေရှိနောက်လည်းအမြန်ဆုံးပြန်လာနေအောင်မေစုတောင်းနေပါတယ်လို့နော်သမီးငယ်ချင်းတွေလာရင်းနဲ့ဖះကိုလည်းလိုက်ပို့ပေးပါတဲ့သူကကားနဲ့လာလိမ့်မယ်အဲ့လိုတော့သူကပြောတယ်ဆိုတော့အဒီလေးကအဲ့ဒါဥစ္စာသူ့တငယ်ချင်းတို့အခုမျောနေတာဒီနေ့ရုံတောင်မသွားဘူးလားဆိုတော့အဲ့ဖုန်းနေလိုက်ဆက်နေတာအတော့ဖះရောက်ပြီလားမရောက်လိုက်ပို့ပေးမယ်လေတမီးတို့အားဆိုရတယ်ဖះဒီနားမှာအနီးမှာရှိတာဟုတ်တယ်ဟိုဖះပေါ်လည်းရှိတယ်အားဆိုတော့ခိုင်းလိုက်ပို့ပေးလိုက်ပါနော်ဘာငါသမီးလေးကျမ်းပါချမ်းသာပါစေเนาะလူရဆန္ဒတွေတလုံးတော်ရတယ်ပြည့်စုံပါစေเนาะစိတ်သွားတိုင်းကိုပါပြီးလူရအောင်လဲရောက်ပါစေအားလုံးအကျန်းစီအလုပ်ကိုင်မှန်မြန်အကုန်အဆင်ပြေချောမွေ့ပါစေเนาะသမီးလေးတော့သမီးတွေပေါ့เนาะအကုန်လုံးเนาะမမေဆူတောင်းပေးပါတယ်လို့เนาะအခုလိုမမေကိုကြောတဲ့မမေမမျော်လင်မဲရထားလိုက်တာတော့သမီးမမေစိတ်မကောင်းသမီးရဲ့တိလားဝမ်းလဲတာတယ်တိလားသမီးတို့เนาะညီမတို့ရဲ့ surprise လေးကတော့အခုဆိုလို့ရှိရင်ပေးပြီးသွားပါပြီရှင့်အနီလေးရဲ့ဝမ်းတာဝမ်းနဲ့မျက်ရည်စကားတက်လေးလည်းကြားပြီးပြီပေါ့နော်အခုလိုမျိုးနောက်ထပ် surprise လေးပေးခြင်းနေဆိုလို့ရှိရင်เนาะညီမတို့စမ်းမပိုင်အောင်ဟယ်လိုလိုက်တော့เนาะ